ပြုံးလင်မျိုးလေးမှာကျွန်တော်တို့အိမ်တလုံးပိုင်ဆိုင်ထားတဲ့သူဆိုရင်တော့ဒီဗီဒီယိုကကျွန်တော်မိတ်ဆွေတော့ပါဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါသိန်း900 600ပတ်ဝန်းကျင်လောက်နဲ့ကျွန်တော်တို့က P100 200ဆိုတဲ့အကျယ်ဝန်းတစ်ခုကိုပိုင်ဆိုင်ခွင့်ရမယ်ဗျကျွန်တော်တို့ပြုံးလင်မျိုးလေးမှာကကျွန်တော်တို့ကလူနေဖို့အတွက်နေရာကတနေရာကျွန်တော်မိတ်ဆွေများကကျွန်တော်တို့အားလိုက်ရက်လူအချိန်မျိုးမှာမိမိရဲ့ခြံဝင်းအကျယ်ထဲမှာအီကားလိုက်အကျယ်ဝန်းထဲမှာပြီးပင်စားပင်လေးတွေစိုက်ပျိုးမယ်မိမိတို့ကကျွန်တော်တို့နေဖို့ထိုင်ဖို့အတွက်အဆောက်အဦလေးတေးလေးတစ်လုံးတိဆောက်ပြီးတော့မှကျွန်တော်တို့မိသားစုအပန်းဖြေဖို့အတွက်အီကားကွက်တီးတန်းကျွန်တော်ဖန်တီးပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများကကျွန်တော်အီကားဝက်လောက်ကိုမလိုချင်ဘူးကျွန်တော်တေကအကျယ်ဝန်းလောက်လိုချင်တယ်ဆိုရင်လည်းကျွန်တော်သိန်း1200 1500ဆိုတဲ့ပတ်ဝန်းကျင်လောက်နဲ့ရရှိမယ်နေရာလေးတစ်ခုပါဒီနေရာလေးကအခြားသောနေရာတော့မဟုတ်ဘူးဗျကျွန်တော်ပြည်ဦးလင်မြို့ရဲ့ပွဲကောက်ကြီးရွာကိုကျော်သွားမယ်ဆိုရင်ကျွန်တော်ထူးလိမ်မော်ဂျန်ရှိတယ်ဗျထူးလိမ်မော်ဂျန်ရဲ့အကျော်မှာရှိတဲ့ကျွန်တော်စီတလုံးကြီးရွာလေးမှာတည်ရှိတဲ့ဧကကွက်ကိုအယောင်းဝယ်ပြုလုပ်ပေးမှာပါမြေမျိုးစားနေတဲ့ကျွန်တော်တို့ပုံစံခွန်ကျွန်တော်တို့မြေမျိုးစားဖြစ်ပြီးတော့မှကျွန်တော်မိတ်ဆွေများကကျွန်တော်တို့ဧကလိုက်အကျယ်ဝန်းကြီးထဲမှာမိမိစိတ်တိုင်းကြကိုယ်ပိုင်ကဘာငယ်တစ်ခုကိုဖန်တီးလို့ရပါတယ်ကျွန်တော်ဒီရဲ့စီတလုံးကြီးရွာလေးဆိုတာလေအင်တာမတာယာအေဂျင့်နဲ့ကျွန်တော်တို့ကြီးရွာလေးတစ်ခုပါကျွန်တော်တို့ပွဲကောက်ရေတကုံဘက်ကနေမလာခြင်းဘူးမိမိနေနဲ့ကျွန်တော်ပြည်ဦးနေမျိုးရဲ့မိုးချိုးစံပြကြီးရွာကနေပြီးတော့မှလာမယ်ဆိုရင်လေရောက်ရှိပါတယ်ကျွန်တော်တို့အကွာဝေးအနေနဲ့ကကျွန်တော်မိုးချိုးစံပြကြီးရွာကနေဆိုရင်ကျွန်တော်9မိနစ်10မိနစ်တန်ဒီကားနဲ့မောင်းဝင်လာရုံနဲ့ရောက်ရှိပါတယ်ကျွန်တော်ယခုလိုပြသနေတဲ့ကျွန်တော်မိတ်ဆွေများအနေနဲ့ကျွန်တော်တို့ဒီမြေကွက်ကိုစိတ်ဝင်စားရတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Set Interview ဆက်သွယ်ပေးပါကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်နဲ့လည်းဒိုင်းရဖြစ်မယ်ကျွန်တော်မိတ်ဆွေများစိတ်တိုင်းကြကျွန်တော်တို့ဈေးစစ်လို့ရတော့ကျွန်တော်စာရွက်စာတမ်းကိုစစ်ဆေးလို့ရတော့ကျွန်တော်မြေကွက်မျိုးတွေကိုသာဖန်တီးပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျ